အားလုံးပဲ blog မြန်မာ YouTube channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကအခုမှ YouTube video ရေးစလုပ်တာဖြစ်တာကြောင့်ကျွန်တော်ကို like and subscribe လေးလုပ်ပြီးတော့ကြပါဦးတောင်းဆိုချင်ပါတယ်ဗျာဆိုတော့ဒီvideo လေးကတော့ blog ကိုဟာဆော့ခြင်းနဲ့ညီကိုများအားလုံးအသုံးဝင်စေမဲ့ red hat script သုံးလေးကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ Chrome ဆိုတဲ့ဒါလေးကိုဝင်လိုက်ပါဝင်လိုက်ပြီပြီးလို့ရှိရင်ပေါ်ဆုံးမှာ red sub hub script ဆိုပြီးတော့ဒီမှာပါဒီနေရာအဲ့ဒီဟာလေးကိုနှိပ်လိုက်ပါဆိုတော့ red script ဆိုတဲ့နေရာလေးနှိပ်လိုက်ပါအရင်ဒီမှာပါအပေါ်ဆုံးမှာတွေ့ရဒီဥစ္စာလေးကိုနှိပ်လိုက်ပါလို့ရှိရင်ဟိုအောက်လေးကိုဆွဲချလိုက်ပါကဲဆွဲချလိုက်ပြီးလို့ရှိရင်ဒီမှာပါဒီလိုမျိုးပေါ်နေတယ်ဆိုတာအရင်တော့သူ red script က upgrade မလုပ်ရသေးဘူးပါဘူးအခုမှသူတို့ upgrade တွေပြန်လုပ်ပေးလိုက်တာမလို့ပါအခုကျွန်တော်တို့ဒီမှာရှိတဲ့ဟာလေးကို copy လိုက်ပါ copy ယူပြီးပြီဆိုရင်တော့တင်က data script ကိုကတ်ကြီးပါအကုန်လုံး copy ယူပြီးမှထည့်လို့ရမှာပါအဲ့ဒါကိုကျွန်တော်နောက် video မှာတင်ပေးပါမယ်အရင်ဆုံး blog လေးဝင်လိုက်ပါblog လေးကိုဒီလိုဆိုရင် blog ဆိုတဲ့တင်လေးရောက်ဝင်ပါဆိုဝင်ပြန်တွေ့ပါမယ်Okay ဆိုတော့ဒီမှာဂိမ်းနဲ့ရောက်ပြီဆိုရင်ဒီပါကြည့်လိုက် data script ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိရဲ့ဒီအလေးကိုနှိပ်လိုက်ပါဒါမှသုံးဟုတ်ဒီအပေါ်ဟာလေးလည်းနှိပ်လို့ရတယ်အဲ့နှစ်ခုလုံးကျွန်တော်လုပ်ပြပါမယ်တော့ရပြီဆိုရင်ဒါလေးကိုဖြတ်လိုက်ပါဖြတ်ပြီးပြီဆိုဒီအိမ်ပုံစံလေးကိုနှိပ်လိုက်ဒီအပေါ်မှာတော့ဘာသာကြိုက်တယ်ကြည့်လို့ရတယ်ကြိုက်တယ်ကြည့်လိုက်ပါကျွန်တော်မှာရှောက်ရလိုက်အဲ့ဒါရှောက်ရလိုက်တို့လေးနေရတယ်ပြီးရင်တော့ဒီညမှာရှောက်ရလို့မရတော့ပါခုနက copy လာတာလေးကိုချလိုက်ပါ sorry ပြချလိုက်ပြီးရပါပြီပြီး okay ဆိုတော့တက်ရှိပြန်နေလိုက်ပါကဲဆိုတော့အခုချိန်မှာတော့ကျွန်တော်ရဲ့ဒီမှာတလားဒီညလေးကို escape ရဟာလေးနေလိုက်ပါဒါလေးကိုဆို open နှိပ်လိုက်အဲ့ဒါခဏဖောက်လိုက်ပါ okay ဆိုတော့ဒီမှာရတယ်ဒီ script ကြောင့်ကိုနောက် okay ဆိုဒီ script ကြောင့်ကိုကျွန်တော်နောက်မှသိစိတ်ပြန်ပြီးတော့ video ဒီခုထပ်တင်ပြပါမယ်ဟောဒီနေရာမှာဒီမှာကြည့်လိုက် script red hat script ဆုံးရှိပါတယ်သူ့ရဲ့ဘာဆိုလဲဒီမှာ auto ကောက်ရပါတယ်ကိုတော့စာပိုင်းတော့ပုံမပေါ်ဘူးကိုဒီအဝေးရောက်နေဆိုရင်လည်းမပူပါနဲ့ဒီကနေပြီးတော့ဒီကြီးပဲဖောက်ရပါတယ်မှာတော့မှပတ်စံမရှိတော့ဘူးဒီမှာ speed ကြီးပါလေတူရပါတယ်တော့ mask တင်လိုက်လို့ရှိရင်ဒီမှာကြည့်လိုက်ရ share ဒီနေရာမှာကျိုးဒီ stain နဲ့ဝင်ပြီးဒီမှာကြည့်လိုက်ဘာဆိုတဲ့နေရာလေးကျွန်တော်ရှင်းပေါ်မှာလည်းလမ်းလျှောက်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာဒီဥစ္စာကို mask တင်လာမယ်ဆိုရင်ကျွန်တော်ခုံလာရက်တော့ဟိုအမြင့်ရဟိုရှော့တာကျွန်တော် okay so ဒီ video လေးကဒီလောက်ပါပဲအားလုံးကြည့်ရှုအားဖြင့်ပြောချင်တာအထူးပဲကျေးဇူးတင်ရှိပါရဲ့ဗျာကျွန်တော်လည်းမရတော့မင်းခန့်ပါ